ရဲပြောစရာကောင်းနေပါပြီလို့ဖုန်းတစ်လုံးလုံးနဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တော်လန်ခရီးသွား Revolution Traveler ဆိုတဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါလေကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးပါဒီနေ့မှာတော့ကျွန်တော်တို့စစ်ဘေးရှောင်နေစီကိုတွားပြီးတော့ကုညီကယ်ဆယ်တဲ့မှတ်တမ်းလေးကိုကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲဘော်တွေမနက်အစောကြီးထပြီးတော့ကျွန်တော်တို့ရဲ့မနက်စာအတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်ဒီတစ်ခါခရီးစဉ်မှာဆိုရင်တော့ကျွန်တော်တို့ဧည့်သည်လေးပါတာဖြစ်တဲ့အတွက်ဧည့်သည်တွေအတွက်ဒီအဆင်ပြေမဲ့ကျွန်တော်တို့မနက်စာလေးတစ်ခုပေါ့နော်ကျွန်တော်တို့တောထဲမှာအဆင်ပြေတဲ့ဒီဝယ်လို့ရတဲ့အရာလေးတွေနဲ့ပဲကျွန်တော်တို့ဖန်တီးတာပဲဖြစ်ပါတယ်မနက်ခင်းကျွန်တော်တို့အဲ့လို breakfast ပြင်ဆင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီခရီးဆက်တင်ထွက်ဖို့ရအတွက်ကျွန်တော်တို့ကိုလက်တန်ရှင်းရေးလုပ်တယ်အဲ့ဒီခါမှာလဲဒါကျွန်တော်တို့ကတောတောင်တဘာဝရေမီရှူခင်းတွေရဲ့ဒီမနက်စောစောနေထွက်ချိန်အလှတွေကိုမြင်ရတာဒါတွေကလည်းအရန်ကြည်နူဖို့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့သွားတဲ့ခရီးစဉ်ကဆောင်းလွန်းဘက်ကြီးလို့ပြောရမှာပေါ့နော်ဒီခရီးစဉ်ကဒါဆောင်းလွန်းဘက်ကြီးမှာသွားခဲ့တဲ့ခရီးစဉ်ဖြစ်တဲ့အတွက်တောထဲတောင်ထဲမှာရှိတဲ့စမ်းချောင်းတွေမှာဆိုလို့ရှိရင်ဆွမ်းနာပြောသလိုပေါ့ဒီရှင်ငွေလေးတွေပြန်နေတာပြင်မြူနင်းတွေကျနေတာဒီလိုမျိုးရှုခင်းတွေတဘာဝတွေကိုမြင်ရတာကလည်းဒါကျွန်တော်အတွက်တော့တော်လန်ခရီးသွားတစ်ယောက်အတွက်တော့အင်မတန်မှကိုဒါကြည်နက်စရာကောင်းတယ်ကြည်နူးစရာကောင်းတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ခရီးဒီစစ်ဘေးရှောင်လေးစီကိုပေါ့နော်တရက်တာခရီးမသွားခင်ဒါကျွန်တော်တို့ဒီကိုလက်တန်းစင်တဲ့ချောင်းလေးပေါ့နော်အဲ့ဒီချောင်းလေးရဲ့တဘာဝအလှလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကိုကျွန်တော်ဒီနေရာကနေပြီးတော့မြစ်တာရက်ခံအပ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမနက်ပိုင်းမှာကျွန်တော်တို့ဒီခရီးမထွက်ခင်ကျွန်တော်တို့တန်းစီတယ်ကျွန်တော်တို့ရဲ့တနေ့တာမှာဘာတွေလုပ်ကြမယ်ဘာတွေဆောင်ရွက်ကြမယ်ဒါတွေကိုကျွန်တော်တို့ရဲ့ဒီအထက်တာဝန်ရှိတဲ့သူတွေကဒါညွှန်ကြားတဲ့အချိန်ပေါ့နော်ပြီးရင်ဒီကျွန်တော်တို့ရဲ့အဖွဲ့အစည်းကိုဒီအာနာသိန်းစစ်ကောင်စီမင်းအောင်လိုင်ပေါ့နော်ဒီမြန်မာစစ်တပ်ရဲ့အာနာသိန်းစစ်ကောင်စီကပုံစံအမျိုးမျိုးနဲ့ပုံဖြတ်နေတာရှိတယ်ဒီဒေါ်လာရေးသမားတွေကိုနိုင်ငံခြားထောက်ပံ့မှုတွေကိုယူတဲ့ဒီဒေါ်လာစားဒီနိုင်ငံခြားရဲ့သွေးထိုးလှုံ့ဆော်မှုတွေနဲ့မြန်မာနိုင်ငံကိုဖျက်ဆီးနေတဲ့ကောင်တွေလို့ဒါလှုံ့ဆော်တာတွေရှိတယ်ဒါတွေကလုံးဝမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီပြည်တွင်းစစ်လို့ပဲပြောရမှာပေါ့နော်ဒီစစ်အာဏာရှင်ကိုတွန်းလှန်တော်လှန်တိုက်ထုတ်တဲ့ပွဲမှာဒီစစ်ကြောင့်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံရဲ့နေရာဒေသအသီးသီးကတိုင်းရင်းသားတွေစီကိုဒါကျွန်တော်တို့ပြည်ပမှာရှိတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကနေပြီးတော့ကိုယ်တိုင်ရာရောက်လာပြီးတော့ကုညီကယ်ဆယ်ကြတာပဲဖြစ်ပါတယ်အဲ့ဒါကိုဒီအာဏာသိမ်းစစ်ကောင်စီကနေပြီးတော့ဒါကျွန်တော်တို့ကဒေါ်လာစားတွေနိုင်ငံသားရဲ့အထောက်ပံ့တွေကိုယူပြီးတော့ငါတို့နိုင်ငံကိုဖျက်ဆီးနေတယ်ဆိုပြီးဝါဒမိုင်းတွေတိုက်တာရှိပါတယ်အဲ့ဒါတွေကလုံးဝမဟုတ်ပါဘူးဒါကတော့ကျွန်တော်တို့ဒီစစ်ဘေးရှောင်တွေစီကိုတွားနေတဲ့documentary လေးလို့ပြောရမှာပေါ့နော်ဒါကျွန်တော်ဒီတနေ့တာလေးကိုဒါကျွန်တော်မှတ်တမ်းတင်ထားပါဖြစ်ပါတယ်ဒီလိုမျိုးတောတောင်တွေရှိုးမြောင်းတွေစမ်းချောင်းတွေကိုဒါကျွန်တော်တို့ဖြတ်ပြီးတော့ကျွန်တော်တို့တွေတွားရလာရတယ်ဒီလိုဒီချောင်းနေရာဆိုရင်လည်းမိုးရွာမှာဆိုရင်ဘယ်လိုမှဖြတ်တန်းဖို့မလွယ်ဘူးတဲ့ချောင်းတွေပေါ့နော်ဒါကကျွန်တော်တို့ဆောင်းနှမဲ့ဖြစ်သွားပြီးရေလဲအင်မတန်နဲသွားပြီဆိုတဲ့အချိန်မှာဒါကျွန်တော်တို့ကဖြတ်တန်းတာဖြစ်တဲ့အတွက်ကားတွေနဲ့အလွယ်တကူဖြတ်တန်းလို့ရတာပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးဒီလိုခက်ခဲတွေပေါ့နော်ဒီလိုကြမ်းတမ်းတဲ့ခရီးတွေစိုးရတဲ့လမ်းတွေဒါတွေကိုကျွန်တော်တို့ကပုံစံမျိုးစုံနဲ့ရအောင်ကြော်ဖြတ်ပြီးသွားတဲ့အချိန်မှာဆွမ်းနာပြောတဲ့အခက်အခဲရောက်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေစီကိုဒါကျွန်တော်တို့ကအရောက်သွားခဲ့တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လည်းဆွမ်းနာလိုချောင်းတွေမြောင်းတွေဖြတ်တောတွေတောင်တွေကိုဖြတ်ပြီးတဲ့အခါမှာလည်းဒီလိုပုံလန်းတွေကိုလည်းကျွန်တော်တို့ဖြတ်ရတယ်ပြီးရင်လမ်းတွေမှာဆိုလို့ရှိရင်တိုက်ပွဲဖြစ်နေတဲ့အတွက်ပုံမှန်ရွာသူရွာသားတွေတွာလာနေတာမျိုးမရှိတဲ့အခါမျိုးမှာဒီလိုမျိုးလမ်းတွေမှာတစ်ပင်တွေလဲနေတာပိတ်နေတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ဖယ်ရှားရတယ်အဲ့ဒီလိုမျိုးတွေကြော်ဖြတ်ပြီးဆိုရင်တော့အဆုံးမှာကျွန်တော်တို့ရဲ့တိုင်းရင်းသားညီကိုမောင်နှမတွေရှိတဲ့စစ်ပေးချောင်းတွေရှိတဲ့စီကိုရောက်ပါပြီအဲ့ဒီသူတို့စီကိုရောက်ပြီးဆိုတော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဒီကိုယ်ွယ်ယုံကြည်စီကဲမှုအရာပေါ့နော်ကျွန်တော်တို့ဒီဖျားစီမှာဆူတောင်းနေကျွန်တော်တို့ရဲ့တနေ့တောင်ဆောင်ရွက်မဲ့လုပ်ငန်းဆောင်တာတွေကိုအဆင်ပြေရှော့ရှော့မွေ့ချီဖို့ပေါ့နော်ပြီးရင်ဘေးရန်တွေကင်းဖို့ဒါတွေကိုကျွန်တော်တို့ဖျားစီမှာဆူတောင်းတဲ့အစီအစဉ်လေးကိုဒါကျွန်တော်တို့အများအားပထမဦးဆုံးလုပ်ဖြစ်တယ်
အဲ့ဒီလိုမျိုးအစီအစဉ်လေးတွေလုပ်ပြီးပြီဆိုမှဒီကျွန်တော်တို့ရဲ့တနေ့တာဆောင်ရွက်ရမယ့်ဆောင်ရွက်ချက်တွေကိုလောက်ကင်ဆောင်ရွက်တာပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူစစ်ပေးဆောင်နေစီမှာဘယ်လိုမျိုးပုံစံတွေလောက်ကင်ကြမယ်ဘယ်လိုမျိုးပုံစံတွေကူညီဆောင်ပါကြမယ်ဆိုတော့အကြည့်ကြရအောင်နော်ဒါကတော့စစ်ပေးဆောင်တွေကိုကူညီမဲ့ဒီမျှဝေပေးမဲ့စားနပ်ရိက္ခာတွေပဲဖြစ်ပါတယ်ဟောဒါကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေပေါ့နော်ဒီကျွန်တော်တို့ရဲ့အာနာသိန်းစစ်ကောင်စီပေါ့နော်အခုစစ်ရှုံးနေတဲ့မင်းအောင်လှိုင်ကိုဒါကျွန်တော်တို့တော်လန်ရင်းနဲ့ဒီစစ်ပွဲတွေကြောင့်တိုက်ပွဲတွေကြောင့်ဘေးလွတ်ရာတင်းရှောင်နေကြတဲ့ပြည်သူတွေစီကိုရောက်တဲ့အခါမှာကျွန်တော်တို့ကခွန်အားတွေပေးတယ်သူတို့တွေအနေနဲ့မိမိရဲ့ဒီရက်ရွာဇာတိတွေအိုးတွေအိမ်တွေကိုခွဲခွာပြီးတော့တော်ရဲရဒီအဝေးတနေရာတွေမှာလာပြီးတော့ထိတ်တော့ကရောက်နေတဲ့အခါမှာကျွန်တော်တို့ပျော်ရွှင်စရာလေးတွေဖန်တီးပေးတယ်သူဘယ်လိုဖန်တီးပေးမလဲကျွန်တော်တို့အဲ့ဒီလိုမျိုးတွေတချင်းတွေဆိုရဲသူတို့အတွက်ဟာတာအစီအစဉ်လေးတွေဖန်တီးပေးတယ်ပြီးရင်ကျွန်တော်တို့ဂိမ်းတွေကစားရတယ်ပြီးရင်ကျွန်တော်တို့ရဲ့အဖွဲ့တချင်းတွေတီးဆိုကြရတယ်အဲ့ဒီလူတွေတီးဆိုပြီးသွားပြီးဒီလိုမျိုးဂိမ်းတွေဆော့ပြီးသွားပြီးဆိုရင်သူတို့တွေစီကနေပြီးကျွန်တော်တို့ပြန်ရလိုက်တဲ့အပြုံးတွေပီတီတွေကဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကစိတ်တော့ကရောက်နေကြတယ်ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေဖြစ်တယ်အဲ့ဒီလိုစိတ်တော့ကရောက်နေကြတဲ့ပြည်သူလူထုတွေကိုကျွန်တော်တို့ကခဏလေးပဲဖြစ်ဖြစ်စိတ်ချမ်းသာသွားအောင်ကျွန်တော်တို့နဲ့အတူတူပျော်ရအောင်ရီမောရအောင်ဆိုပြီးတော့သူတို့ရဲ့စိတ်တော့ကရောက်နေတဲ့ဒီပတ်ဝန်းကျင်ကနေဒါကျွန်တော်တို့တနေ့တာဖြစ်ဖြစ်ဆွဲထုတ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေပေါ့နော်အဲဒီလိုမျိုးသူတို့နဲ့ဂိမ်းတွေဆော့တယ်အတူတူတွေကကြခုံရတယ်ပြီးရင်ကျွန်တော်တို့တက်ထားတဲ့ပညာလေးတွေပေါ့နော်ဒီဖျော်ဖြေမှုပညာလေးတွေကျွန်တော်မျိုးစုံဖျော်ဖြေကြတယ်တင်ဆက်ကြတယ်ဒါမျိုးလေးတွေကျွန်တော်တို့သူတို့အတွက်ဖန်တီးပြီးဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့စစ်ပေးရှောင်းတွေစီသွားတဲ့တနေ့တာခီးစဉ်လေးပဲဖြစ်ပါတယ်အဲ့ဒီခီးစဉ်လေးထဲမှာဒီလိုမျိုးဖျော်ဖြေတာတွေတင်ဆက်တာတွေသူတို့အတွက်ဒီစိတ်ရပန်းပြည်စရာတွေဆောင်ရွက်တာတွေအပြင်ကိုမှကျွန်တော်တို့ကနောက်ထပ်ဘလူဟာတွေဆောင်ရွက်ပြီးသေးလဲဆိုရင်သူတို့ကိုစေဝါကုသဆောင်ရှောက်တာတွေလည်းဒါကျွန်တော်တို့လုပ်ပြီးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ foreigner ဧည့်သည်တွေလာတဲ့အချိန်မှာဒီ foreigner တွေကနေပြီးတော့ဒီသူတို့အတွက်စေဝါကုသဆောင်ရှောက်မှုတွေပေါ့နော်ဒါတွေကပုံမှန်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီလာစဉ်ပေါ့နော်ဒီလိုစစ်ပေးရှောင်းတွေစီမှာတွားပြီးတော့စေဝါကုသတာတွေလည်းလုပ်ပြီးဖြစ်ပါတယ်ဟောဒါကတော့ဒီစစ်ပေးရှောင်းတွေကိုကျွန်တော်တို့ဒီမုံနေစားစရာတွေဒါကျွန်တော်တို့မျှဝေပေးနေတာပဲဖြစ်ပါတယ်ဒါတွေကကျွန်တော်တို့ရဲ့ဒီအဖွဲ့အစည်းရဲ့လုပ်ငန်းဆောင်တာတွေကတစ်စိတ်တစ်ပိုင်းလို့ပဲပြောရမှာပေါ့နော်ဒါတွေကကျွန်တော်တို့ကအကြာကြီးနေမှာတစ်ခါမဟုတ်ဘဲနဲ့ဒီလိုတိုက်ပွဲတွေဖြစ်တိုင်းစစ်ပေးရှောင်းတွေရောက်လာတိုင်းဖြစ်ရှိလာတိုင်းမှာဒါကျွန်တော်တို့အဖွဲ့အစည်းတွေကနေပြီးတော့ပုံမှန်တွားရောက်ကူညီကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒါကတော့ဒီတော်လန်ခရီးသွားတယောက်ရဲ့တော်လန်ရေးကာလမှာကြုံတွေ့ရတဲ့အမှတ်တရတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းဘယ်လိုဗီဒီယိုတွေတင်ဆက်ပေးမလဲဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးပါဦး